အမျိုးသားတယောက်ဟာစစ်လိတ်တလိတ်ကိုအာခံတွင်းမှာခဲလိုက်တဲ့အချိန်မှာပဲကျွမ်းကျင်တဲ့စနိုက်ပါသမားစနိုက်ပါတယောက်ကသူ့ကိုပြစ်မှတ်ထားပြီးပစ်ခတ်လိုက်ပါတယ်။ဒါပေမဲ့ကြည်စံသူ့ကိုမထိမှန်ခင်မှာပဲအဲ့ဒီအမျိုးသားဟာဘေးကိုအမြဲရှောင်လိုက်တာကြောင့်ကြည်စံဟာစစ်လိတ်ကိုပဲမိညစ်ပေးသွားပြီးရှေ့ကနေရန်ကိုသွားမှန်ပါတော့တယ်။ဒါကိုမြင်တော့အဲ့ဒီမှာရှိနေတဲ့လူအလုံးအံ့အားသင့်သွားကြပါတယ်။တကယ်တော့ဒီအမျိုးသားဟာတာမန်လူတယောက်မဟုတ်ပါဘူး။သူဟာအနာဂတ်ကိုကြိုတင်မြင်နိုင်စွမ်းရှိပါတယ်။သူဟာဒီနေ့တနေ့တည်းမှာတင်ဒီဖြစ်ရက်ကိုအကြိမ်30ကြိမ်လောက်ကြိုတင်ပြီးပုံဖော်ကြည့်ခဲ့ပြီးသားပါ။ဒါကြောင့်သူဟာဘလူတက်သမားကဘယ်အချိန်မှာဘယ်နေရာကနေလာတိုက်ခိုက်မယ်ဆိုတာကိုအကုန်သိနေတာဖြစ်ပါတယ်။ဒါပေမဲ့သူဘာလို့ဒါတွေအားလုံးကိုလုပ်နေရတာလဲ။အမှန်တော့သူ့မှာရည်မှန်းချက်တစ်ခုပဲရှိပါတယ်။အဲ့ဒါကတော့သူ့ရှိမှရှိနေတဲ့လှပတဲ့စီကိုအမျိုးသမီးကိုပြန်ပေးဆွဲဖို့ပါပဲ။သူဟာဆရာကိုသူ့အနာဂတ်ကိုမြင်နိုင်စွမ်းရှိတဲ့အကြောင်းအေးအေးဆေးဆေးပဲဖွင့်ပြောလိုက်ပါတယ်။ဒါပေမဲ့အမျိုးသမီးကဒါကိုလုံးဝမယုံကြည်ပဲဖြစ်နိုင်ခြင်းမရှိဘူးလို့ညင်းဆိုပါတယ်။ဒါကြောင့်သူပြောတာအမှန်ဖြစ်ကြောင်းသက်သေပြဖို့အတွက်အမျိုးသားဟာသူ့ရဲ့လက်ပတ်နာရီကိုကြည့်ပြီးအခုကစပြီးတိတိကျကျ10မိနစ်အတွင်းမှာအမျိုးသားတယောက်ဒီခန်းထဲကိုဝင်လာလိမ့်မယ်။သူဟာသူ့ကိုယ်သူညှိနှိုင်းရေးကျွမ်းကျင်သူနိုင်တယ်တူဖြစ်ကြောင်းမိတ်ဆက်ပြီးခမရဲ့အခြေအနေတွေအားလုံးကိုနားထောင်ဖို့အသင့်ရှိနေတယ်လို့ပြောလိမ့်မယ်လို့ပြောလိုက်ပါတယ်။သူပြောပြီးတိတိကျကျ10မိနစ်အကြာမှာပဲအမျိုးသားတယောက်အခန်းထဲကိုဝင်လာပြီးသူကြိုတင်ပြောထားတဲ့အတိုင်းစကားလုံးတစ်လုံးမလွဲပြောလိုက်ပါတော့တယ်။ဒါကိုမြင်လိုက်ရတဲ့အခါမှာတော့စီအိုအမျိုးသမီးဟာလုံးဝကိုအံ့အားသင့်သွားပြီးမယုံနိုင်အောင်ဖြစ်သွားရပါတော့တယ်။